ကဲလေးနိုင်ခွဲပြီဆိုတော့ကျမအလုပ်ကစပြီပေါ့နော်ကဲဒါအောင်မကျွဲစာပေါ့နော်အဲ့ဒါဘာဂျရီကိုကြိုထားတာလေအရင်လေးတော့ကျမမမနိုင်ဘူးတည်ရမလားဟိုမှာချွေးမအကြီးကိုမခိုင်းတယ်မကူခိုင်းတယ်အဲ့ဒါချွေးမအကြီးမဒါကျွဲတွေကလေကျွဲနိုးကြီးရတော့အကုန်လုံးကဘာဂျရီပဲကျွေးတယ်ပေါ့နော်ဒါတွေကညီမတို့လိုမျိုးဆိုရင်ဆန်ပေါ့ဆန်ကျွေးရတယ်ပေါ့နော်သူကနွားနို့ညစ်တယ်ဆိုရင်အဲ့ဒါဆိုရင်ကောင်းနို့များထွက်တယ်ပေါ့နော်အဲ့ကြောင့်ငါးကောင်ဆိုတော့ဒါအပြည့်ပဲတိလားချက်ရတာ2ပြည်3ပြည်လောက်တော့ရှိတယ်ဘာဂျီရီ show them probably the ဘာဂျီရီဒါအမုံကျိတ်လိုက်ရင်တော့လူစားတယ်ပေါ့နော်ဒါကျွဲတယ်ကလေးမွေးနို့ညစ်တဲ့အချိန်ပဲကျွေးတာ3လလောက်အထိကတော့ကျွေးတယ်နောက်ကျတော့မကျွေးတော့ဘူးပေါ့နော်ဟိုစားညက်ပဲကျွေးပြီးတော့ကျွေးတာပေါ့နော်ဒါ3လလောက်အထိကတော့ချက်ကျွေးရတယ်နို့များထွက်အောင်လေနို့ကောင်းအောင်ပေါ့အဲ့လိုရှိပါတယ်လို့ကျွဲနို့ညစ်တာလည်းတိလားအရင်ပြူးစုရတယ်ဟောကျွဲတွေကိုအရင်ပူတော့တာမလဲကျမမနိုင်put more you mean it's strawberry put more No. Durum. Raja Raja con tháo chứ đa mà nếp nhà tựa Do you know the one is so itchy one? đa mà nếp nhà tựa bỏ nó mà nếp nhà tựa gặp được xe à vừa mà số đó lấy chuyên nó như để số đó lúc đó nên em nhá để tí là lúc đó nên em nhá này tìm à khoa nhưng mà bà chứ they want to see Bajri show them properly thì mà đá Bajri ở xây ba lộc đó chơi sao thì mà đá mà nếp nhà tôi bỏ nó đá nếp nhà tôi chủ ya mà nhà mà bị má đó tôi cho hà đấy cho đó nhiều nó như thế hà xí tôi đó bây giờ lại rồi điều đi má cho đó lấy thì lại phiêu sự ya rồi chơi đều đá mà chơi sao chơi thế hả chơi thế bộ đấy là chơi sai chơi để đi mà thế lại thì mà cố sao đấy à đi anh để thế lại ví dụ đi à thoát lại được không nó tôi à bao cái đi mình chơi xem đi chơi xem cố sao đấy anh xí đấy hà đấy mà sao nên đấy hà số tôi đi chơi đi à được rồi vừa mà nè ngã lẽ lúc đó nên em nhá đấy đã mẹ lại bắt sang nhà đấy bọn nó cái cô tông thằng cho lý thằng lao nhà đấy bọn nó ấy khá cho nó simple đấy nhưng mà người này sợ ta tính cho bọn số rồi đấy thì mà làm cô tân này còn lúc xả lên mà lú tân này là lúc nên em nhìn bám vì số ra này thì là ta tính cho win này vì số rồi ấy khá cho nó simple đấy nếu thế mà sợ tình đề cô anh khăn thế mà nị bây giờ alo mới xí rồi lấy bắt sẵn lên mấy áo bắt sẵn đấy cùng này ai trong đó dùa ấy bố vào bố bây giờ bố ra rồi còn nó dùa mà bố nị xem mà đấy lợi xem mà anh nhớ nhìn là bông thế à nôm sờ chú là lô này tua quá lại ra mấy ngồi thím bao khay này bọn nó
မရာမဲကိုထိပေါက်ခိုင်းတယ်ဟိုမှာမီးမွေးရမယ်ဆိုတော့လေကျမရဲ့လူသားပါလို့ကျမရဲ့မီးချစ်ကအပြင်မှာထားတော့မှာပြက်သွားပြီရော It's cannot already ဒါမနေ့ပြန်ချက်ထားမယ်ပေါ့နော်မနေ့ပြန်မိုးရွာထားတော့မီးမွေးရခဲ့တယ်ထင်းမီးမမွေးတာကြာတော့လေဟိုမှာမီးကမီးမွေးရခဲ့နေဟာတာပဲငယ်ဆိုထင်းမီးနဲ့ပဲသမီးချက်စားတာကြီးလာမှတည်ရမလား grass တွေနဲ့ချက်တော့လေဘဝမေ့ချင်နေတာဟာတာပဲငယ်ဆိုထင်းမီးနဲ့ပဲချက်တာအခုမမွေးတာကြာတော့လေဟိုမှာမီးကတိတ်မတောက်ချင်ဘူးရဖြစ်နေတော့ကျမဒီရောက်တော့လေကျမအများထင်းမီးမမွေးတတ်ဘူးထင်လို့လေရောက်ခမဘလို့မွေးတယ်ဆိုတာတင်ပေးနေတယ်သူမသိဘူးကျမသိရမလားငယ်ကလေးနေထင်းမီးနဲ့ထင်းမီးမွေးပြီးတော့ပဲသမင်းချက်စားခဲ့တာဒီချင်တယ်ရောက်ခမအောင်လေဟာတာပဲသူကမသိဘူးထင်လို့တင်ပေးနေတာဘလို့မွေးရတယ်ဆိုတာသူကကျမတထေးသမီးများမှတ်နေလားမသိဘူးရောက်ခမအမျိုးသားဝယ်ပြီးတဲ့စီဘငွေလက်ကောက်ပါလို့ဒါရောက်ကတိဝယ်ပြီးတဲ့ရွှေလက်ကောက်ပါလို့ကျွဲတွေကညဆိုအပြင်မှာချီတယ်အပြင်မှာချီတယ်မိုးရွာတော့ကျွဲဆိုတော့လေတည်မလားအပြင်မှာရွှွန့်လူးချင်တယ်လေအဲ့ဒါအောင်မှာရေတွေနဲ့ညစ်ပတ်နေတာပဲနွေရတီဆိုတော့6လေးဆိုတော့လေတပြက်စီတရပေါ့နော်မိုးတွင်းဆိုတော့နေရနည်းနည်းညစ်ပတ်တယ်နေ့လေဆိုရင်ဒီမှာချီတယ်ညဆိုရင်ကတော့ဒီမှာချီတယ်မိုးတွင်းဆိုရင်အဲ့လိုရှိပါတယ်လို့မိုးရွာတော့လေမကြည့်အောင်စနေတာပဲနေရတယ်နီလို့ကောင်းတယ်လာလေပါလို့ညီမတို့အိမ်ကို welcome ပါလို့နော်အိန္ဒိယဂူဂျရတ်ရောက်လို့ရှိရင်လာလေပါလို့ညီမတို့အိမ်ကိုတရက်ကိုအိမ်ကို20တပြက်စီလဲရတယ်ပေါ့နော်ညီမဒီမှာလေတပြက်စီကိုလည်းအဲ့လိုမျိုးတက်ကယ်လိုမျိုးနဲ့သုံးနေတယ်လားဝယ်စရာမလိုဘူးအကုန်လုံးက homemade one you need to spend a lot of money for that မြန်မာနိုင်ငံမှာဆိုတည်ရမလားအကုန်လုံးတစ်ပြက်စီကအစဝယ်ရတယ်ဒီမှာဝယ်စရာမလိုအိုးဗမာဒီမှာမရှိရင်တော့ရောက်ခမလေးတယ်ညီမရှိရင်တော့ညီမလေးတယ်ပေါ့နော်ကျမကအိမ်တန်းရှင်လောက်ရပါတယ်လို့ဒါပါပဲအိမ်တန်းရှင်လောက်ပြီးတော့နွားနှုတ်ကျွဲနှုတ်ညစ်တယ်ဒါပါပဲကျမလောက်ကတခါဘာလို့မှမရှိဘူးအားရနေဖုံးပဲထိုင်ဆော့နေနွေရတီဆိုရင်ပုံညစ်ပတ်တယ်အခုမိုးလေးဆိုတော့လေတည်မလားတိတ်မညစ်ပတ်ဘူးအိမ်ကOn the contour of the bamboo. ထားတယ်လားဒီအိန္ဒိယဟာရတဲ့အခန်းလောက်ထားပြီးတော့ဒီလားညီမကိုဗီဒီယိုမှာပြောထားတယ်လို့ပဲအခန်းလောက်ပြီးတော့ store room ပဲလုပ်တယ်ဒီလားအိတ်လည်းမအိတ်ဘူးအိမ်ကအပြင်မှာအိတ်တယ်တဲ့အော်အခန်းလောက်တော့ store room လုပ်ဖို့ပဲတမျိုးပဲနော်သူတို့အခန်းရှိလည်းမအိတ်ဘူးအပြင်မှာပဲအိတ်တယ်ဒီလားအဲ့ဒါလည်းအဲ့လိုမျိုးပဲဆောင်းပြီးရတော့ဒီမလားသူတို့အမျိုးနည်းနည်းကာယူလိုက်တယ်အဲ့လိုမျိုးပဲလုပ်တယ်တမျိုးပဲနော်သူတို့တွေကလားအခန်းရှိအခန်းမှာပဲဘူးအပြင်မှာအိတ်တယ်တဲ့ဟောကိုရီးယားမြန်မာနိုင်ငံမှာဆိုတော့ဒီမလားအခန်းမှာပဲအိတ်တာလေအပြင်မှာစိတ်မအိတ်ဘူး
ဟိုမှာကျွဲစာထမ်းခဲ့ပြီအမျိုးသားမှာသူထမ်းခဲ့တော့ကျွဲတယ်ဦးတောင်အော်နေပြီကျမမထမ်းနိုင်ဘူးအကြီးဆိုရင်ကတော့ This one rainy. yeah ဟိုမှာကြီးကျွဲတယ်ဗိုက်စာလို့အော်နေပြီဟိုမှာသူတို့တိတယ်မလားကျွဲသူတို့ဟာယူခဲ့ပြီဆိုအော်နေဦးတဲ့သူတို့ကမျက်6လဲကျွေးတယ်လို့ဟိုစာ6လဲကျွေးတယ်လို့အမျိုးမျက်စိမ့်လဲကျွေးတယ်ပေါ့နော်အဲ့လိုမျိုး3ခုလောက်မရတယ်ဒါကနည်းနည်းနှုတော့လေအဲ့ဒါသူကဟိုစာဆက်နဲ့ချိတ်စရာမလို့နည်းနည်းရင်သွားပြီဆိုရင်ကတော့ဆက်နဲ့ချိတ်ရတယ်ပေါ့နော် so strong cameraman ကဲဒီမှာသူတို့အဲ့မျက်စိမ့်နဲ့ကျွေးတယ်ပေါ့နော်ဟိုမှာစားနေကြတရက်ကိုဆိုသူတို့က2ခါ3ခါလောက်ကျွေးတယ်မနဲ့ကျွဲနှုံညစ်တဲ့အချိန်ဆိုလို့ရှိရင်လည်းအညိုဘုံကြီးတဲ့ဘုံကျွေးတယ်ပြီးလို့ရှိရင်လည်းဟိုစာ6ပြန်ကျွေးတယ်ပြီးနဲ့ဒီလိုမျိုးမျက်စိမ့်လဲရိတ်ကျွေးတယ်ပေါ့နော်သူတို့တွေကပြီးနောက်တစ်ခေါက်ကျွဲနှုံညစ်မယ်ဆိုလို့ရှိရင်လည်းအဲ့အစာ6နဲ့ဟိုနမ်းဖတ်တွေနဲ့နေထားတဲ့ဟာအဲ့ဒါလည်းပြန်ကျွေးတယ်ပေါ့နော်သူတို့ကတရက်ကိုလေ3ခါ4ခါလောက်စားရတယ်တီလာကျွေးတွေကအဲ့လိုမျိုးပေါ့နော်ဒါ